ဘောင်းတော်တော်ကြီးကျမတော်မူသောကကုလမဆောပြကောင်းလာမဆောပြကောင်းလာမဆောပြကောင်းလာမဆောပြအရိမရီယာမဆောပြငါးစုကုံသောမြတ်စွာဘုရားရှင်ဥရိမာပန်ဆင်ထားပါ၏ရွှေကျော်အိဆာရိယမဟိဒီစေခိုင်းတော်မြတ်ကြီးကိုအုပ်ချုပ်ကိုကဲတော်မူသောအဘဘိုးတော်ပြုပါဘိုးတော်ရေပါဘိုးတော်ပွင့်ဂိုင်းတော်ချုပ်ပါဘိုးတော်ဟန်ကျေးဇူးရှင်ပဲကြီးဥမြငယ်ပါမရှင်ဖြစ်တော်မူသောဘိုးတော်ဦးလငွေအမိတ်ရရဝိရုလကဝိရုဘကကုဝေရစတုမာရနမကြီးလေးပါနဲ့မာတာမိခင်အမေသူရတရီမေတော်မြတ်ကြီးအမိတ်အဖိုးဆရာဦးမြဘိုးတော်ဖေးဆရာဦးညွှွှေအမိတ်အာနာဖြစ်သည်ဟဲ့ငါဆရာရှင်းအောင်နဲ့ရှိနေတဲ့ဗုဒ္ဓဘုသမီးယခုလိုဖြစ်အောင်နောက်ကနေတကောင်းကောင်းလိုက်နောက်ရှက်နေတဲ့ငါဆရာအလိုရှိသည်ဟာဒီကာယကံရှင်ဗုဒ္ဓဘုသမီးသည်ငါဆရာဘိုးကိုကြီးတောင်းခံလာတာဖြစ်သည့်အတွက်ကာယကံရှင်ဗုဒ္ဓဘုသမီးကိုနောက်ရှက်နေတဲ့မိစ္ဆာဟဲ့ယခုချက်ချင်းငါဆရာရှင်းမောက်ပွဲရှင်းမောက်တို့အရောက်တွင်းဆာယဘယပုဂ္ဂိုလ်အားလုံးတို့ကချုပ်ပြီးတုတ်ပြီးခေါ်ခဲ့ဟာဒီကာယကံရှင်ဘုရားဘုသမီးရဲ့ခန္ဓာကိုယ်32ခုလာလုံးခြုံစီဟဲ့တုံစီပြီးယခုရှင်းလာမယ်ဟဲ့你要两个没了，不要洗的嘞，啊？ရောက်လာတာက我不要去了走。ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဖះเจ้าဆောင်ရှင်းမောက်ကိုရောက်ပြီဆိုရင်ဖះကိုဦးရင်ချပြီးမှဆက်ပြောမယ်ဖះချဖះအရင်ဦးချဖះအရင်ဦးချလိုက်အေးပဲမေးချင်တယ်မြစ်တာနဲ့ပဲမေးချင်တယ်မြစ်တာနဲ့ပဲဖြစ်အေးပဲဖြစ်မနှိမ့်ဆက်ချင်ဘူးမရိုက်ဘူးမနှိမ့်ဆက်ဘူးအေးပဲမေးချင်တယ်အေးပဲဖြစ်ပါလားဟုတ်ပြီဆိုရင်ဘယ်လက်ကိုဘယ်ပေါ့တင်နော်ညာဘက်လက်ကိုညာပေါ့တင်နော်တင်နော်တင်နော်ဟုတ်ပြီရတယ်ခလေးမလေးနဲ့ဘယ်လိုပတ်သက်လဲမျိုးတော်လို့ဟုတ်ပြီဘယ်လိုအမျိုးတော်တယ်လဲဘွားရေလုံးကတော်ခဲ့တာဘာကြောင့်ဒီကလေးမလေးနဲ့ဘေးမှာရှိနေရတယ်စိတ်မချလို့ဟုတ်ပြီဒီကလေးမလေးကိုစိတ်မချလို့ဒီကလေးမလေးနဲ့ဘေးမှာအများကြီးရှိတယ်ပေါ့ဒီကလေးမလေးအစဉ်ပြေအောင်အိမ်အောင်ရေးလှုပ်ဆောင်နေတဲ့လုပ်ငန်းကိုင်များစီးပွားရေးအစဉ်ပြေအောင်နင်ဘာတွေလုပ်ပေးနေလဲ